Hello အားလုံးပဲမြင်လာပါကျွန်တော်တို့လူသားဖြစ်တည်လာပြီဆိုတာနဲ့ကျွန်တော်တို့ကတစ်နေ့လုံးအလုပ်လုပ်ရတယ်ညဘက်အလုပ်လုပ်ရတယ်လို့လည်းရှိရပါတော့ဒါပေမဲ့ညနေဆောင်ရောက်လာတဲ့အခါကျရင်တော့ကျွန်တော်တို့တွေကကြောင်ကလေးတွေလိုပဲအနားယူခြင်းကြတယ်သူတို့ကတစ်နေ့လုံးအိတ်တယ်ကျွန်တော်တို့ကတစ်နေ့လုံးအလုပ်လုပ်တယ်လူတိုင်းနှီးပါးကတစ်နေ့ကို8နာရီအထက်အလုပ်လုပ်နေရတယ်ကျွန်တော်ကတော့နေ့မှာပင်ပန်းခံတဲ့ညရောက်ရင်ဆန်ရတယ်ဘာလို့လဲဆိုတော့သူများတွေ Netflix ကြည့်တဲ့အချိန်မှာကျွန်တော်ကတိုင်းကြည့်ကျွန်တော်ဘဝကနေ့မှာအလုပ်သမားညမှာဆိုရင်တော့ editor ပဲမရောက်တဲ့ခီကိုသွားနေရထားသီးလို့နေပြတဲ့ရင်ဆိုင်ကိုအားမရှိလို့အေးဥယျာဉ်နဲ့တစ်တိလုံးစားမိလို့လူမိုင်းခက်ခဲနဲ့ပြေဆုံးခြင်းမရှိဖို့အတွက်ချက်တဲ့အခြေခံဘောတရားချက်တဲ့ချစ်ချင်းမြတ်တရားဆိုရနဲ့ဒါကြောင့်တရားတဲ့နားလေ